မင်္ဂလာပါဆလာမုအလိုင်ကွမ်မိတ်ဆွေတို့ရေဒါလေးကတော့ပြောပြချင်တာတော့ဒီ brand ရှားပါရှိမှာနာပေါက်ကြီးနေပါနော်နာပေါက်ကြီးနေပါကိုရရတဲ့အတွက်ရိုက်ခွင်းရတော့တိတ်မလာဘူးเนาะအင်ဂျင်ထဲကိုလေဝင်ပေါက်ကြီးမီးလုံးကြီးကလည်းဒီလိုအထောင်ကြီးเนาะအထောင်မှာဒီမှာ signal မီးတွေထည့်ထားတယ်တွားကြီးတွေကိုအခွတ်ဒီဇိုင်းလုပ်ထားတယ်เนาะ nickel ပန်းမှာเนาะဒုံးကြီးလိုမျိုးရှိမှာပါတယ်ဘေးရှိုးကြီးကိုကြည့်ပါဘေးရှိုးကြီးကိုကြည့်ခါမိုးကြီးကအလဲခွဲကြီးလိုမျိုးနဲ့အလဲမှာခါမိုးကအကုတ်ကြီးမှန်ဒီခေတ်တော့မလွယ်ဘူးเนาะအခုခေတ်ကျွန်တော်တို့မှာမလေးမှားလိုက်ရတာရှားမှရှားမာလီဘူ Equinox တိုလီမိုလီကားဆိုတာတေးပြီလို့တာမှတ်လိုက်တော့เนาะမှန်လို့ကြည့်ဘေးကိုခုံးတယ်အလဲကို height တယ်เนาะမှန်လိုက်တော့เนาะအလုံးကကာကြီးကေပေါ့ကွာเนาะအဲ့ပြီးတော့ဘေးဟာဘာလို့လဲဆိုဘေးမှာလည်းသူကဟိုလိုလဲခုံးတယ်ဒီလိုလဲခုံးတယ်เนาะခေါင်းကြီးကလည်းဆူထွက်တယ်အလဲမှာတစ်ခါခြိုက်တယ်ပြီးတော့ပြန်ခုံးတယ်เนาะဘေးအိုးကြီးကျငဲတဲ့အိုးကြီးမို့ market ကြီး every တမ်းများတယ်ထွက်တယ်နော်မကင်ပါနဲ့ဆိုမှလူကအပိုးကင်တယ်သူက don't touch ပြောလေကိုပို့ပြီးတော့ထိချင်တယ်ဟာလူရဲ့ယောဂပဲဒီမှာကြည့်မီးရတယ်ဘယ်ကနေသွားလဲဆိုတော့ကြည့်နော်မီးရတယ်ဒီကတောက်လျှောက်သွားတယ်အဲဒီတော့မီးတယ်ပြောနေကြီးချင်တယ်မကင်နဲ့ဆိုတော့လူကပို့ပြီးတော့ဟိုကင်နေလာတယ်သူကလိုက်ကြည့်တယ်အဲဒီမှာဒီကားရဲ့နာမည်ကကဲလောကရှားပါနော် Made in USA 1945ထုတ်တယ်1950အထိမှာထုတ်ထားတယ်ကိုက်စာလို့ခေါ်တယ် KAI SC ကကိုက်စာနော်တွေ့ဘူးမဟုတ် brand တော့ကိုက်စာနော် tablet တွေလည်းမဟုတ် 40 DOS တွေမဟုတ်ဘူးကိုက်စာ Fraza တဲ့နော်ဒါကိုလေးလာပြီးပြောတာပါသူတို့မှလည်းမရေးထားပါဘူးတိတ်ချင်လုံးလေးလာပြီးပြောတာပါဒါကတော့ view ပေါ့နော်ပြောချင်တာကတော့ဒီကိုက်စာရဲ့အမှုပညာလက်ရာလေးကိုပြချင်တာကဲခေါင်းသွားတာကြည့်မှန်ခွင်သွားတာကြည့်မှန်ခွင်နေသွားတာကြည့်နောက်ပန်မာလေးကိုလည်းကြည့်ကျွေးတယ်ကွာဟိုမှာရှိရနော်ကဗတီကျွေးစရာတွေပဲကျွေးစရာများကျွေးစရာပေါင်းများစွာနဲ့ယူဝိုင်းကာယူပါလားချစ်လိုက်ယူပါပဲချစ်သွားယူပါပဲဒါပဲကဗတီရှိပြပြမယ်